ငကဇက်ကမုံပင်ဓမ္မမဟုတ်မွေကမုံပင်ရဲ့ဖြစ်တည်ခြင်းကိုအားကျမိတယ်။ငကဇက်ကမုံပင်တွေကဘယ်နေရာမဆိုရှင်သန်နိုင်ပါတယ်။အလင်းရောက်နဲနေပါစေရေမလုံလောက်ပါစေသူတို့ကစိမ့်လန်းရှင်သန်နေသေးပဲလေ။တခါတလေဘဝကငကဇက်ပင်ခံစားရတယ်လို့ခံစားရပါတယ်။ကောင်းမွန်တဲ့ပတ်ဝန်းကျင်မရှိဘူး။ရှင်းလင်းပြတ်သားတဲ့အနာဂတ်အစီအစဉ်လည်းမမြင်ရပါဘူး။ဒါပေမဲ့ရှင်သန်နေစေရက်တည်နေစေဘဝတစ်ခုရှောင်လန်းနေစေပါပဲ။ငကဇက်ကမုံပင်တွေကခံနိုင်ရည်ရှိကြတယ်။တဘာဝရဲ့ထိုးနှက်ခြင်းကိုဘယ်တော့မှညှိုးနွမ်းတဲ့အရေးအယောင်ပြလည်းမရှိဘူး။ငြိမ်သက်တည်ငြိမ်နေတယ်ဆိုတာအားအင်ချိနဲ့နေတာမှမဟုတ်တာ။ငြိမ်သက်တည်ငြိမ်ခြင်းဟာကြီးမားတဲ့အင်အားလည်းဖြစ်နိုင်တာပဲလေ။ဘဝကိုရင်ဆိုင်ကြော်လွှားဖို့ဆိုတာငြိမ်သက်တည်ငြိမ်နေဖို့ကလည်းအရေးကြီးတယ်မဟုတ်လားလီယိုပွန်ဆိုင်